Everyone used to call me Mini Duran, but as you can see, Have you glimpsed the truth in this dream? Two prophecies fulfilled. You, the wander in the wind and snow, the spring you hold dear. မင်္ဂလာပါမောင်လေးမာဟောင်းရဲ့ electronic ကပါဟုတ်ဒီနေ့ပေါ့နော်မောင်လေးဒီဝတ်ဆောင်နဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးမေးချင်လို့ရတယ်ကဲမောင်လေးရဲ့အခုပထမဆုံးပေါ့နော်ဒီ character နာမည်လေးတစ်ချက်လောက်ပါ character နာမည်က Durin ပါ Durin ဟုတ်ကဲ့ရှင့်ဒီနေ့ပေါ့နော်ဒီ character ကိုရွေးချယ်ခဲ့ရတဲ့အကြောင်းလေးပေါ့နော် ကျွန်တော်ရဲ့ချစ်သူကဝယ်ပေးထားလို့ဒီနေ့ရေပွတ်တာပါ ချစ်သူကလက်ဆောင်ပေးထားမို့လို့ဟုတ်ကဲ့ပါနောက်တစ်ခုကပေါ့နော်ဒီဝတ်ဆောင်မှာဒီခုဝတ်စင်ရတဲ့နေရာမှာပေါ့နော်ခက်ခဲလေးရှိလား ရှိရဘယ်နေရာလေးခက်ခဲ ဒီလို accessory တက်တဲ့နေရာမှာလေဟိုကြိုပြီးတော့တက်ထားရတယ်ဒီနေ့တို့ cosme ဆိုရင်မနက်မှတက်လို့မရဘူးဆိုတော့အရင်ကြာလို့သူကအရင်များတော့လေအဲ့ဒါလေးရောတက်တာညတွေကကြိုပြီးတက်ထားရတယ်အခက်ခဲတော့ရှိရဲလို့လေဟုတ်ကဲ့ပါနောက်တစ်ခုကပေါ့နော်ဒီဝတ်ဆောင်နဲ့ပတ်သက်ပြီးတော့ဒီပြင်ဆင်ရတဲ့အချိန်မှာကုန်ကြစရိတ်ဘယ်လောက်ရှိနိုင်လဲ ဒါလက်ဆောင်ပေးရတော့ကျွန်တော်ကသိမသိဘူးဒါပေမဲ့ခက်မှန်းကြီးဆိုရင်တော့8သိန်းလောက်ရှိမှထင်တယ်ဟုတ်ကဲပါကျေးဇူးတင်ပါတယ်အမဟွန်းရဲ့ electronic ကပါအခုဒါလေးကတော့မေကွန်းလေးဖြည့်ပြည့်အတွက်လက်ဆောင်လေးပါပထမဦးဆုံးပေါ့နော်ဒီ cosplay character လေးကနာမည်လေးတစ်ချက်လောက် Prolover လို့ခေါ်ရပါတော့ Weather Wave ဆိုတဲ့ game နေရာပါဟုတ်ဒီ character ကိုရွေးရတဲ့အကြောင်းရင်းလေးရောတစ်ချက်လေးပြောပြပါဦးဒီ character ကသူ့ရဲ့ game နဲ့မှာသူ feeling ပေါ့နော် feeling ပြီးတော့ဟို opera မျိုးကရဲဒီမှာကလည်းအဲ့လိုမျိုး opera ရော orchestra ကြိုက်တာဖြစ်တဲ့အတွက်ဒီ character လေးကိုရွေးရကိုယ်တိုင်လည်းအနီနဲ့ပတ်သက်ရင်တော်တော်ကြိုက်တာကဲပါအရင်လေးလာပါတယ်ကုန်ကြစရိတ်ဘယ်လောက်ရှိနိုင်လဲကုန်ကြစရိတ်ကဒီ wing ရော costume ရောဖက်နဲ့ကောပါဖို့တိုတယ်3သိန်းခွဲ4သိန်းနီးပါးလောက်ကပါဟုတ်ကဲပါဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ညီမလေးကဲပါရှင်ဒါလေးကတော့လက်ဆောင်မင်္ဂလာပါညီမလေးအမဟောင်းရဲ့ electronic ကပါဒီနေ့ပေါ့နော်ညီမလေးရဲ့ဒီပထမဆုံးဝတ်ထားတဲ့ဒီ cosplay character လေးတစ်ချက်သိကြပါတယ်ကျိုးတို့ဟုတ်ချိန်ဆောင်မှန်ပတ်တူးတဲ့ဟုတ်ကဟိုမဖတ်သေးဘူး animation မဖတ်သေးဘူးဟုတ်ဒီပေါ့နော်နောက်တစ်ခုကဒီညီမလေးရဲ့ဒီ character ကိုရွေးရတဲ့အကြောင်းရင်းလေးပေါ့ဟုတ်ဒါဇူးနဲ့ like တယ်လို့ထင်တော့ဒီကလေးချစ်ဖို့ကောင်းပါတယ်ပါဒီပေါ့နော်အခက်ခဲလေးရှိလာပေါ့ဒီ cosplay လာပြီးတော့ဝင်ကြိုင်တဲ့ဒီပါပေါ့နော်အခက်ခဲရလားအခက်ခဲကဒီခေါင်းဖြာရခေါင်းကစပင်းညက်ဆိုင်နေရတယ်လိုက်ဖြာရဆိုစပင်းညက်ဆိုင်တွေကိုပတ်သွားနေရတယ်မြို့ပတ်နေရအမန်းလေးရပဲလားဟုတ်ပါရဲ့ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ဒီညီမလေးရဲ့အခုဝတ်စုံမှာအကြိုက်ဆုံးအစိမ်ပိုင်းကဘယ်ပိုင်းလေးရှိလဲခေါင်းဝင်လေးဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါလေးကတော့လက်ဆောင်လေးပေါ့နော်အခုညီမလေးပြိုင်တဲ့နာမည်လေးဒီနာမည်လေးကရောင်玉环လို့ဖြစ်ပါတယ်ဒီ character ကိုရွေးချယ်ရတဲ့အကြောင်းရင်းလေးပေါ့ဂိမ်းကိုစော大家လို့ပြီးတော့အဲ့တရားကိုလည်းဒါရှိရဆိုဟုတ်ကဲ့ပါရှင်နောက်တစ်ခုကပေါ့ညီမလေးဒီမှာအခက်ခဲဆုံးအချက်လေးကပဲချက်လေးဖြစ်မလဲလို့ဒါလေးပြိုင်တဲ့အချိန်မှာပေါ့နော်ဘယ်နဲ့ချင်းကအခက်ခဲဆုံးကအရေးကတိတ်ဘူးလို့တော့ဖနေနဲ့အရှိရဘူးလို့စီရမယ်ဟုတ်ကဲ့ပါနောက်တစ်ခုကဒီမှာအကြိုက်ဆုံးအပိုင်းလေးပေါ့ဒီအကြိုက်ဆုံးနေရာလေးပေါ့ဘယ်နေရာလေးဖြစ်မလဲအကြိုက်ဆုံးကဒီဖဲကိုင်းတဲ့ဟာဒါကကူတန်လို့ဒါဆိုတော့ဒီလက်မှာကင်ထားတဲ့ဟုတ်တယ်ပြရပစ္စည်းလေးဟုတ်တယ်နောက်တစ်ခုကပေါ့ဒီညီမလေးခုပြိုင်နေဒီဝဲဆောင်မှာဆိုရင်ကုန်ကြစရိတ်ဘယ်လောက်ရှိနိုင်လဲကုန်တာတော့6သိန်း9သိန်းလောက်6သိန်း9သိန်းလောက်ရှိနိုင်တယ်ဟုတ်တယ်ရှင်